cell လေတ िश ူးတွေကို molecule အဆင့်အထိတိတိကျကျဖြတ်တောက်နိုင်တဲ့ PC တစ်ခုကြောင့်စိတ်ကူးကြည့်လိုက်ပါဒါဟာတတူလည်းမဟုတ်သလိုခေတ်မီနိပညာသုံးတတူစားတစ်ခုလည်းမဟုတ်ပါဘူးခွဲစိတ်ခုတော်ရမှာတုံးတဲ့ကိရိယာမျိုးတောင်မဟုတ်ပဲတဘာဝအတိုင်းဖြစ်တည်နေတဲ့မီးတောင်မှန်ကြောက် obsidian ပဲဖွင့်ပါတယ်ဒါဟာကဘာပေါ်မှာအပားလွာဆုံးရဲ့အထက်မြက်ဆုံးဓာတ်အသွားတွေကတစ်ခုလိုတတ်မှတ်ခံထားတဲ့ကြောက်တုံးတစ်မျိုးပါမီးတောင်ပေါက်ကွဲပြီးတဲ့နောက်ပူပြင်းတဲ့ချော်ရည်တွေဟာအလွန်လင်းပန်းစွာအေးခဲသွားတဲ့အခါမှာဒီမီးတောင်မှန်ကြောက်ဆိုတာဖြစ်တည်လာတာပါရလက်ကတော့မာကျော်ပြီးချောမွေတဲ့ဖန်သားလိုကြောက်တုံးတစ်မျိုးဖြစ်လာတာပါဒီကြောက်တုံးကိုမှန်ကန်တဲ့ဒေါင်းကန်ကြီးရိုက်ခွဲလိုက်တဲ့အခါမှာအလွန်တရာစင်ကြယ်တန့်ရှင်းတဲ့ပြက်ကြောင်းတဲ့အကျိုးအန်အောစရာကောင်းလောက်အောင်ထပ်မြက်ပြီးပါလွာတဲ့ဓာတ်အသွားကိုရရှိစေပါတယ်မီးတောင်မှန်ကြောက်ဓာတ်နဲ့ပဲ့တင်လိုက်တဲ့ဒိုင်ယာဟာအနုမိမြင်ပြောင်းအောင်မှကြည့်ရင်လုံးဝကိုအပြစ်ဆိုပွဲမရှိချောမွေညစ်တာလို့တွေ့ရမှာပါနှိုင်းရှင်ရရင်တော့ခွဲစိတ်ဓာတ်ရဲ့အသွားဟာအနုမိမြင်ပြောင်းအောင်မှအနာသက်တွေကျန်းထားနေပြီးအလွန်တင်းငယ်တဲ့လွတ်သွားတယ်လို့ထင်နေတာကိုမြင်တွေ့ရမှာထင်ပါတယ်သူတင်နာပြူချက်ဒီအရာမီးတောင်မှန်ကြောက်ဓာတ်ရဲ့အထက်မြက်ဆုံးအနာသက်ဟာအထူ3နန်နိုမီတာခိုင်ထိရှိနိုင်ပြီးဒါဟာအကောင်းစားခွဲစိတ်ဓာတ်တွေထက်အစပေါင်းရာနဲ့ချီပိုပြီးပါလွာနေတာပါဒါပေမဲ့လည်းသူရကျိုးပဲ့လွဲချက်တဘာဝအပြင်ပုံဖော်ဖို့လည်းထိမ့်သိမ့်ဖို့ခက်ခဲတာကြောင့်ဒီမီးတောင်မှန်ကြောက်ဟာဆေးပတ်ဆိုင်ရာသုံးခွဲစိတ်ဓာတ်တွေရဲ့နေရာမှာအစားမထိုးနိုင်သေးတာထက်ပါတယ်ကဲတငယ်ချင်းတို့ရောဒီကြောက်ကိုဘယ်နေရာတွေအသုံးတည်လဲဆိုတာ comment မှာရေးပေးကြဦးနော်